viral corona လို့ခေါ်တဲ့ကျွန်တော် blue bay sildenafil tadalafil တွေကိုဒီလိုမျိုးတွေမှာတောက်မယ်ဆိုလို့ရှိရင်တည်တဲ့ထိအောင်ကျွန်တော်ဖြစ်သွားနိုင်တယ်ကျွန်တော်ပထမတစ်ခေါက်ကကျွန်တော်အရင်နဲ့တွဲတောက်မိမယ်ဆိုလို့ရှိရင်ဘယ်လိုပြဿနာဖြစ်နေလဲဆိုတော့ကျွန်တော်ပြောပြပြီးသွားပြီကျွန်တော်ဒီတစ်ခေါက်ကတော့ဒီလိုမျိုးတွေမှာဒါကျွန်တော် viral corona ကိုတောက်မိခဲ့သည်ရှိတော့အသက်အန္တရာယ်ကျွန်တော်ဖြစ်သွားနိုင်ဆိုတော့ကျွန်တော်ပြောပြပြီးသွားမယ်ဒီလိုမျိုးတွေမှာလည်းဆိုလို့ရှိရင်ကျွန်တော်တို့သွေးပေါင်ကျွန်တော်မထင်းတဲ့လူတွေကျွန်တော်တို့သွေးပေါင်မှာတရားထောင်တက်နေတဲ့လူတွေမှာပတ်တောက်မိမယ်ဆိုလို့ရှိရင်ကျွန်တော်ပြဿနာတက်နိုင်တယ်နောက်ကကျွန်တော်နှလုံးရောဂါအခန့်ရှိတဲ့လူတွေမှာဆိုလို့တောက်မိမယ်ဆိုလို့ရှိရင်ပြဿနာတက်နိုင်တယ်နောက်တစ်ခုကကျွန်တော်နှလုံးမှာကျွန်တော် stand ထည့်ထားတဲ့လူမျိုးတွေသွေးကျစေးတောက်နေတဲ့လူမျိုးတွေသွေးညီစေးသွေးရင်းစေးတောက်နေတဲ့လူမျိုးတွေအဲ့လိုလူမျိုးတွေမှာဆိုလို့ရှိရင်တော့ကိုယ်တော်ဘာနဲ့ကိုယ်တောက်ချင်တယ်မတောက်လို့မရဘူးကျွန်တော်တို့ဒီရှားပြားအောင်လို့ရတယ်ကျွန်တော်တို့ရတဲ့ကျွန်တော် sublingual nitrate တွေပေါ့နော် nitroglycerin တို့ကျွန်တော်တို့ဒီအောက်ကောင်တွေကများတော့အဖြစ်ကြီး nitrate တွေကသွေးပေါင်ကျွန်တော်ကျစေတယ်ပေါ့လေကျွန်တော်တို့ဒီ PD5 inhibitor ရဲ့ effect ကလည်းကျွန်တော်တို့ vasodilation သွေးကြောတွေကိုကျယ်နေတယ်ပြီးရှင်သွေးရှောင်မှုကညံ့စေတယ်ကောင်းစေတယ်အဲ့တစ်ခုကပေါက်မိလိုက်ခဲ့တယ်ရှိတော့ကျွန်တော်တို့အခက်မသိလို့ရှိရင်ကျွန်တော်တို့ဒလိလက်တာမျိုးတွေအခက်မသိရင်ကျွန်တော်တို့ညလုံးကိုပွားပြီးလုံးတွေးလာရိုက်ပြီးတော့အသက်အန္တရာယ်ကျွန်တော်ဖြစ်သွားနိုင်တယ်ဒီမျိုးကလုံးဝတွေ့တော့လို့မရပါဘူးအဲ့တော့ပြောချင်တာကကျွန်တော် viral corona ကိုခေါ်တဲ့ကျွန်တော် blue bay တွေကိုကိုယ်တော်ဘာနဲ့ကိုယ်မတောက်ကြပါနဲ့အထူးသဖြင့်သွေးလိုယောဂသမားတွေနှလုံးယောဂသမားတွေကျွန်တော်သွေးကျစစ်တောက်နေရလူမျိုးတွေနှလုံးထဲမှာဆက်ထည့်ထားတဲ့လူမျိုးတွေအဲ့လိုမျိုးနဲ့တောက်မှဆိုလို့ရှိရင်တော့အသက်အန္တရာယ်ထိပါကျွန်တော်ဖြစ်သွားနိုင်ပါတယ်ခင်ဗျာမင်္ဂလာပါကျွန်တော်ကဒေါက်တာထိုက်မှဖြစ်ပါတယ်